မင်္ဂလာပါခင်ဗျာ book note ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်မိတ်ဆက်ပေးချင်တဲ့စာအုပ်လေးကတော့နေ့စဉ်ဘဝမှာစိတ်အေးချမ်းမှုနဲ့ပျော်ရွှင်မှုကိုရှာဖွေနေသူတိုင်းဖတ်တဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ် Book name The Art of Living Author Epictetus Interpreted by Sharon Labelle နေဒန် Introduction ဒီစာအုပ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကဂရီသွေးခိုပညာရှင်ကြီး Epictetus ရဲ့ Stoic အဆုံးအမတွေကိုခေတ်သက်လူသားတွေနားလည်လွယ်အောင်ပြန်လည်တင်ပြထားတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုတီတီငိမ့်ငိမ့်နဲ့ဘယ်လိုရင်ဆိုင်မလဲဆိုတာကိုလမ်းညွှန်ပေးတဲ့ဘဝရှင်သန်နေထိုင်နေလက်ဆွဲစာအုပ်လို့လည်းဆိုနိုင်ပါတယ်။ အနှစ်ချုပ် Summary ဒီစာအုပ်ရဲ့အဓိကဆိုလိုရင်းကတော့ကျွန်တော်တို့ထိန်းချုပ်နိုင်တဲ့အရာနဲ့မထိန်းချုပ်နိုင်တဲ့အရာကိုတေးသေးကွဲကွဲခွဲခြားတတ်ဖို့ပါပဲ။ Epictetus ကလူလောကမှာဖြစ်ပျက်နေတဲ့အရာတော်တော်များများဟာကျွန်တော်တို့ရဲ့လက်လှမ်းမမီတဲ့အပြင်ပန်းအရာတွေဖြစ်တယ်လို့ဆိုပါတယ်။ဥပမာအားဖြင့်တခြားသူတို့ရဲ့ထင်မြင်ချက်ယာဒီဥတုဒါမှမဟုတ်ကံကြမ္မာအစိုးကောင်းစားတာတွေပေါ့။အဲ့ဒီအရာတွေကိုလိုက်ပြီးစိတ်ပူနေမယ်ဆိုရင်ကျွန်တော်တို့ဟာကိုယ်စိတ်ရဲ့ဂျုံဖြစ်နေပါလိမ့်မယ်။တကယ်တမ်းကျွန်တော်တို့ပိုင်းဆိုင်ပြီးအပြည့်အဝထိန်းချုပ်နိုင်တာကတော့ကိုယ့်ရဲ့အတွေးအခေါ်ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ဖြစ်ပျက်လာသမျှအပေါ်ကိုယ့်ရဲ့တုံ့ပြန်ပုံတွေပဲဖြစ်ပါတယ်။လောကကြီးမှာဘာတွေပဲဖြစ်လာပါစေအဲ့ဒီအပေါ်မှာကိုကဘယ်လိုသဘောထားမလဲဆိုတာကသာအရေးကြီးဆုံးပါ။ဒီစာအုပ်ကကျွန်တော်တို့ကိုပြင်ပလောကရဲ့ရိုက်ခတ်မှုတွေကြားမှာတုံ့လို့မှုမရှိတဲ့စိတ်ထားတစ်ခုဘယ်လိုတည်ထောက်ရမလဲဆိုတာကိုသင်ကြားပေးပါတယ်။ဘဝမှာအောင်မြင်ခြင်းရင်ဒါမှမဟုတ်စစ်မှန်တဲ့လွတ်လပ်မှုကိုရခြင်းရင်အပြင်ပန်းပစီဥစားတွေထက်ကိုယ့်ရဲ့စိတ်ထားနဲ့ကိုယ်ကျင့်တရားကောင်းမွန်အောင်တည်ထောက်ဖို့ကပိုအရေးကြီးပါတယ်။အခက်အခဲတွေကိုပြဿနာလို့မမြင်ပဲကိုပုံမရင်းချက်လာအောင်လေ့ကျင့်ပေးမယ်အခွင့်အရေးလို့မြင်တတ်ဖို့စာရေးသူကအားပေးထားပါတယ်။တနည်းအားဖြင့်ပြောရရင် The Art of Living ဆိုတာလောကကြီးကပေးလာတဲ့ဖဲချက်တွေကိုအကောင်းဆုံးကစားတတ်အောင်သင်ယူခြင်းပါပဲ။သင်ခန်းစာ Lessons ထိန်းချုပ်နိုင်မှုကိုခွဲခြားပါကိုမထိန်းချုပ်နိုင်တဲ့အပြင်ပန်းအရာတွေအတွက်အောင်းအိမ်ကုန်ခန်းပြီးစိတ်မပူပါနဲ့ကိုတကယ်ပြောင်းလဲနိုင်တဲ့ကိုယ့်ရဲ့စိတ်နေစိတ်ထားကိုမဲ့အကောင်းဆုံးဖြစ်အောင်အာရုံစိတ်ပါနေတုံ့ပြန်မှုကသာအရေးကြီးသည်ဘဝမှာဖြစ်ပျက်သမျှကိစ္စတွေထက်အဲ့ဒီအပေါ်မှာကိုကဘလို့အဓိပ္ပာယ်ဖွင့်ဆိုပြီးဘလို့တုံ့ပြန်တယ်လဲဆိုတာကပဲတင်းရဲ့စိတ်ချမ်းသာမှုကိုဆုံးဖြတ်တာဖြစ်ပါတယ်အတွင်းစိတ်ခိုင်မာပါစေလောကရဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းတွေဟာခဏတာဖြစ်ပေမဲ့မိမိကိုယ်တိုင်တည်ထောက်ထားတဲ့စိတ်ပိုင်းဆိုင်ရာကြံခိုင်မှုနဲ့ကောင်းမွန်တဲ့စရိုက်လက္ခဏာကသာထာဝရတန်ဖိုးရှိတဲ့အရာဖြစ်ပါတယ်။ဒီစာအုပ်လေးကိုဖတ်ကြည့်ခြင်းအပြင်ပုံမတည်ငြိမ်ပြီးအဓိပ္ပာယ်ရှိတဲ့လူနေမှုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။